Hello အားလုံးပဲမင်္ဂလာပါ welcome to YouTube channel ကနေပြီးတော့ကြိုဆိုပါရစေ။ဒီခါမှာတော့ YGW ကိုတွားရောက်ပြီးတော့လူရန်ထားတဲ့အပေါ်လေးကိုပြပါမယ်။ဒါရောမုတ်နေပေါ့နော်။ပြီးတော့ဒီမုတ်ဘဝကိုလူဖို့အတွက်မုတ်နေရဲ့ရွှေကြည့်ရမယ်ရွေးရဲ့ပြီးတော့ SP ကနေမုတ်နေကိုယူခဲ့ပါတယ်။အဲ့ဒါမနဲ့စောပေါ့နော်။ပြီးတော့လမ်းမကျွေးတဲ့မြောက်ကလေးကိုကျွေးဖို့ဆိုပြီးတော့ငပြောတီးရဲ့အသားထုရဲ့ပေါ့နော်။ဒါ9စာကျွေးမယ်ဆိုပြီးတော့လည်းပေါင်းမုတ်ကိုထည့်ယူခဲ့သေးပါတယ်။ပြီးတော့မနက်စာတော့ဒါကြာတယ်ကြောပေါ့နော် breakfast ကတော့လုံးဝ fine ဒါ outfit of the day လေးလည်းရိုက်ပြထားတယ်ပြီးတော့ကျမတို့တော့မှာက light track နဲ့ကိုလူရောက်10ရောက်ကျော်လောက်တော့မှာပေါ့နော်အဲဟိုလာပြီးတော့စောင့်နေရပါဒီစောင့်ပေးရဲမပိုးရနေပြီးတော့ကြာတယ်ကြောကျွေးပါရဲကျမ breakfast ကိုကြာတယ်ကြောစားရရန်ကိုသဘောကျစားနေရရုပ်ကကြည့်လိုက်တော့အဲ့ဒါပြီးတော့ဒီကြာတယ်ကြောကောင်းစားပြအောင်မယ်မကြည့်အောင်စာနယ်ကျော်တွေကလည်းအများကြီးပေါ့နော်အကုန်လုံးအတွက်ဆိုပြီးတော့မပွားနီချိုထားပေးရပါအဲ့ပြောပါလဲဆိုတော့ကော်ဖီမထုတ်ဒီပေါ့နော်ဒါဘဝရေလူဖို့ရေပြီးတော့ဖုန်းကြီးเจ้าကိုလူဖို့အတွက်ဆိုပြီးတော့ကော်ဖီမထုတ်တော့ဖာရေပြီးတော့ရေနဲ့ချိုရေးလည်းပါရေပေါ့နော်ဒါသွားဖို့အတွက်ဆိုပြီးတော့ light track ကနဲ့မာကလေးလည်းပါဘူးစုပြူတွေလည်းပါရေပေါ့နော်ဒါရောစပြီးတော့သွားနေပါပြီဒါလမ်းမှာပါလူကတော့နည်းနည်းတော့ခါနေပြီပေါ့နော်ကြည့်လိုက်တော့မကောင်းလို့နှခါလေးလာပြီမဲ့လေတိုက်တဲ့အခါကျတော့လေဒါသွားနေရလမ်းမှာရန်ကင်းတောင်ချီကိုသွားနေရပါဝင်ကြည့်လူတွေရန်ကင်းတောင်ချီကနေသွားရဲပေါ့နော်မကြည့်အောင်ပုစုကလေးโอเคနေစောနေဖုန်လဲရှိရဲပြီးလေတိုက်တဲ့အတွက်ကြောင့်မလို့ကျွန်မပုံစံတော့တိုင်းကြည့်လိုက်တော့ဒါသွားနေရလမ်းမှာအလူရှိရပေါ့နော်သူတို့လည်းဒီတောင်ပေါ်ကနေပြီးတော့ဖုန်ချောင်းကိုလာပြီးတော့လူတာပေါ့နော်ဒါရောတောင်တက်နေပါပြီရှင်တောင်စတက်နေတဲ့အချိန်မှာဘာတွေ့လဲဆိုတော့မှမြောက်ကလေးတွေပဲမြောက်တေးဆိုလေတကယ်အများကြီးပဲပေါ်တော့အော်နေရပဲဒီလားဘယ်အထက်အပြင်မြောက်တွေရတယ်ဆိုယူတာမဟုတ်ကွာရှိသမျှဟာတွေအကုန်လုံးဆွဲချမော်အထက်မြောက်ကလေးရလည်းပါသေးရဲ့ကားထဲမှာဟိုမှာအမျိုးတွေကမှစုံတွေ့နေတယ်လို့ပဲနဲ့ချင်းချင်းလေးမှာအခုမှတွေ့နေရတဲ့လူတွေလိုပဲမြောက်တွေကတော့တော်တော်များရဲ့ပြန်လာရွေးမယ်ဆိုပြီးတော့ဒီငါပြောတည်ရဲ့ပြီးတော့ဒီမှာပါပါလေအသားလူရဲ့ပေါ့နော်ပြန်လာမှကျွေးမယ်ဆိုပြီးတော့ဒါရော YGW ရောက်ခဲ့ပါပြီရောက်ပြီလေဒါရောစေးမယ်ပေါ့နော်စပြီးရောက်တဲ့အချိန်မှာကျမရဲ့ကြရက်ကပါလဲဆိုတော့အကုန်လုံးကလူဖို့အတွက်ကော်ဖီမတုတ်တွေချွေနေရပြီးတော့မရွေးတုတ်တွေတော်ချင်းစီဖောက်နေတဲ့အချိန်မှာကျမကဘာဖြစ်နေလဲဆိုတော့ကျမဧည့်သည်အောင်နှစ်ယောက်ကိုစပြီးတော့အခန်းနေရပါတယ်ခွေးလေးနှစ်ကောင်ပေါ့နော်ဒီကေဟာပဲခွေးလေးတွေပေါ့နော်ကျမစီကိုလာတောင်းနေတဲ့အတွက်ကြောင့်မလို့ကျမတို့တို့အရင်ဆုံးကျွေးလိုက်ရပါတယ်တကောင်ကမစားတတ်လို့ရမှနောက်တကောင်ထပ်ပြီးတော့ကျွေးလိုက်ရတယ်ပေါ့နော်အဲ့တကောင်ကတော့စားတတ်တယ်သူများရဲ့အတီးတီးလှုပ်ရုပ်နေတဲ့အချိန်မှာကျမကလည်းလှုပ်ရှုပ်နေပါတယ်ဒါတော့စားပြီးတော့ပါပြီဒါလူဖို့အတွက်ဆိုပြီးတော့စတင်ပြီးတော့ထွက်ခွာနေပါပြီရှင်အထဲမှာတဲ့ဘဝတွေကိုထားတဲ့နေရာက9နေရာလောက်ရှင်း4-5နေရာလောက်ရှင်းရအောင်လမ်းလျှောက်ပြရအခါကျတော့တန်ရှင်းမတွေကနေလိုက်ပြပေးရဲသူတို့ပြတဲ့နေရာလေးကိုသွားပြီးတော့ဒီဘဝရုံလူရတာပေါ့နော်တချို့နေရာတွေဆိုလို့ရှိရင်ထရန်ကာထားတဲ့နေရာတွေရှိရဲတချို့ကျအုတ်ကာထားပေါ့နော်ဒါပဲမှဆုံးစပြီးတော့လူရတဲ့နေရာပါဒါအကုန်လုံးကိုလူခဲ့ပါတယ်ပတ်စံလည်းပါတယ်ပြီးတော့ကော်ဖီမတုတ်လေးလည်းပါတယ်ဆွမ်းနာပြရဲ့မုန်လည်းပါတယ်ဒါတို့ကျမတို့မရွေးအိတ်ကိုခိုင်းထားအောင်ပေါ့နော်လူနေရတဲ့အချိန်မှာတော့ပျော်နေရပဲပေါ့နော်ဒါပေမဲ့ပြောနေပေမဲ့လေစိတ်ထဲမှာလည်းနည်းနည်းတစ်ဆိုလည်းဖြစ်တယ်ဟောသူတို့ကိုသူမလာမချီရှာဘူးဆိုရယ်စိတ်လည်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့နောက်တစ်ခါလည်းငါတို့လာပြီးတော့ထပ်ပြီးတော့လူကျင်တယ်ဒီတစ်ခါဒီလောက်လူလို့ရှင်တော့တစ်ခါတော့အများကြီးထပ်ပြီးတော့လူမယ်ဆိုရယ်စိတ်လည်းဖြစ်တယ်ပေါ့နော်ဒါရောကျမရိုက်မိရလေးရိုက်ထားတာသူတို့ကေဟာကတော့မစိုးပါဘူးတကြီးရွယ်ကိုလည်းအများကြီးရှိနေပြီးတော့သူတို့လိုပေါ့နော်ထိုင်စရာလေးတွေလည်းရှိရဲတချို့ဘဝရေးဆိုလို့ရှိရင်ပုံမှန်ဆိုတက်ကြီးလာတဲ့အတွက်ကြောင့်မလို့ပေါ့နော်တိတ်ပြီးတော့မှတ်ဉာဏ်နေမကောင်းတော့တာမျိုးပြီးတော့လူနာကမခံတော့တာမျိုးဒါရောင်ရှိရပေါ့နော်တချို့အနာကမခံတဲ့အခါမှာကျွန်တော်တို့ကအဝေးကနေပြီးတော့ပဲလူရရဲပေါ့နော်ပြီးတော့အနာကမခံတော့လေလက်သေးလေးခြေသေးလေးညက်ပြီးတော့မှမနေကြိုးစားရုံကန်နေရတဲ့သူတွေပေါ့နော်သူတို့လေးတွေကတက်ထားရဲလို့သိရပါရဲ့ဒါတန်ရှင်းလဲတစ်ဖြတ်ပေါ့နော်သူတို့ဒီကိုပေးနေတဲ့သူတွေရောရှိရဲလို့တော့ပြောပါရဲ့တန်ရှင်းကောင်းကောင်းမွန်လေးရှိမယ်ဆိုလို့ရှိရင်တော့သူတို့ပို့ပြီးတော့အဆင်ပြေနိုင်မယ်ပေါ့နော်ဒါရောကျမတို့လူနေရပါကလေးငယ်ပစ္စည်းလေးတွေကစားအကုန်လုံးလူနေကြရဲ့ပုံလေးပေါ့နော်နောက်ပြီးတော့လူနေရင်းနဲ့ပါတွေ့မိနေဆိုတော့ခါကြလို့
ရှိရင်ဒီထက်ပိုပြီးတော့တော်တော်တုံးဝင်မဲ့ဟာပေါ့နော်မှာတချို့ရေဆိုလို့ရှိရင်စီးမနိုင်တော့ရရှိရဲပြီးတော့တိုက်ပါတို့တခြားလိုအပ်တဲ့ပစ္စည်းလေးတွေပေါ့နော်သူတို့ဘာလို့နေရလဲဆိုတာကိုမေးပြီးတော့လာလူရင်ပိုကောင်းမယ်ဆိုပြီးတွေးမိရဲပေါ့နော်ဒီဘက်ကအခုလူနေရဟာဆိုလို့ရှိရင်ဒါထိတ်ရန်ကထားရသူဆိုလို့ရှိရင်အဆောင်တွေဘက်တော်တော်အေးမှာပေါ့နော်နေရာရတော့သူတို့ဘလို့ခွဲပြောချလဲတော့မသိဘူးဒါပေမဲ့လူရဲသူရဲ့အနေနဲ့ပေါ့နော်ဒီနေရာလေးဆိုတော့ချက်ချင်းနေရာလေးဒီနေရာလေးဆိုတာပဲအုပ်နေပေါ့နော်ကောင်းကောင်းမောဆောက်အောင်လေးလုပ်ပေးနိုင်နေဆိုလို့ရှိရင်တော့ပို့ပြီးတော့လည်းကုတူရရဲနေရာထိုင်ရလည်းပို့ပြီးတော့အဆင်ပြေမယ်ပေါ့ဒါတော့ကိုမလူနိုင်ပေမဲ့လူနိုင်တဲ့လူရှိလို့ရှိရင်လူပေးဖို့အတွက်ဒါအကြံပြုတာပါလို့နော်နေပါဆိုတော့ပေါ့ရှင်ပြီးတော့ဒီဘဝရဲ့အတွက်ဆိုလို့ရှိရင်တခြားလိုအပ်တဲ့အရာတွေအများကြီးပဲရှိတယ်ပြီးတော့ခါကျ mentality ဘိုင်းပေါ့နော်သူတို့စိတ်ပိုင်းဆိုင်ရာအရာဆိုလို့ရှိရင်သူစကားပြောပေးမဲ့လူတွေလည်းလိုအပ်တယ်ပေါ့ကိုရီးယားတော့တွားတဲ့အချိန်ရောပြီးတော့ခါကျပြန်လာရောပေါ့နော်ပြီးတော့အချိန်ရမ်းဖြစ်သွားမှဆိုတဲ့အတွက်ကြောင့်မလို့ရိုင်းတော့စကားမပြောဖြစ်ခဲ့ဘူးဒါပေမဲ့ပြောတဲ့တလောက်တော့ပြောခဲ့ပေါ့နော်ဒါတော့နောက်ဆုံးဖုံဖုံကိုလူရဲဟာပေါ့နော်ဖုံဖုံကနေပြီးတော့ဒီကုတူတွေရတယ်ပေါ့နော်ဒါဘယ်လိုလူဘာတွေလိုနေရဆိုတာလည်းပြောပြရပေါ့နော်ထမင်းနဲ့လူရပါရဲ့တဲ့ထမင်းတနက်စာပေါ့နော်လူရတယ်ဒါတော့လက်ပတ်တုပ်ကျွေးနေရပါလက်ပတ်တုပ်ွားရပါရစားနေကြမှာပေါ့နော်ခဏတစ်ပြောင်းနားနေချင်းလက်ပတ်တုပ်စားပြီးတော့နေ့လည်စားချင်းရောက်သွားတယ်နေ့လည်စားမှာဒါနေ့လည်စားလူရနေရပေါ့နော်ဒီဘဝရေးအပြင်ကိုဒီတခြားဒီလိုလာလူတဲ့သူတွေကိုလည်းထမင်းကျွေးပါရဲ့တဲ့ဒါတော့ကျမတို့အဖွဲ့ထမင်းစားခဲ့ရပါအရင်စားလို့ကောင်းနေပြီးတော့ဒါတော့ကျမရှူတက်ဖြတ်ပေါ့နော်တပုံရိုက်နေရတပုံရတဲ့ဆိုမဲ့ဗီဒီယိုဖြစ်နေဒါတော့ကျမတို့အကုန်လုံးပြန်လာကြပါပြီပြန်လာတဲ့အချိန်မှာ9ကန်မှာ9စာကျွေးလို့ရိုက်ထား9ကန်ပေါ့နော်9ကန်မှာ9စာကျွေးပြီးတော့မှပြန်ဆင်းလာလို့ရပါတယ်အပေါ်ရောက်တဲ့ခါကျ view ပေါ့နော်တောင်ဒီပြပလေးရှိနေတဲ့အတွက်ကြောင့်မလို့ view ကတော့ရမ်းလာတယ်ဒါတော့မန်လေးမျိုးရဲ့ကိုစပြီးတော့ဝင်လာပါပြီကမန်လေးမျိုးရဲ့မှာပေါ့နော်အဲ့တော့အဆုံးထိရှိပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် thank you so much